Hi နေကောင်းကြလားခုတလောကျွန်တော်တို့မြန်မာတိုင်းဝိုင်းထဲမှာဂျပန်မှာ HIV နဲ့ပတ်သက်တဲ့ယောဂကူးစက်မှုတွေခံနေရတဲ့တွေကိုကျွန်တော်တို့ကြားသိရမယ်လို့ကျွန်တော်ထင်ပါတယ်ဒီယောဂကိုအိမ်မှာလွယ်လွယ်ကူကူနဲ့စစ်လို့ရတဲ့နည်းလေးကိုပြမြတ်ပေးတော့မှာဖြစ်ပါတယ်ဒါတော့ကျွန်တော် Amazon ကနေဝယ်လာတဲ့ tech kit ဖြစ်ပါတယ်အထက်မှာကျွန်တော်တို့ဘာလဲဆိုတာစစ်ကြည့်လိုက်အောင်အထက်မှာဒီလို tech kit တခုပါတယ်ပြီးတော့ကျွန်တော်တို့အညွှန်းဆက်ရွက်တွေပါတယ်ပြီးရင်တော့ဒီထဲကိုထည့်ဖို့အတွက်စေးရည်တပူပါပါတယ်ဒီ tech kit ထဲမှာမှဒီ tech kit တဲ့တဝိုက်အပြင်ကိုမှတွေးထုတ်လို့ရတဲ့အတန်းတစ်ခုပါပါတယ်ကျွန်တော်တို့တွေးမထုတ်ခင်တော့လက်ကိုတေချာဆင်အောင်အယ်ကိုဟောပါတဲ့ tissue နဲ့တုပ်ရမှာဖြစ်ပါတယ်ဗီဒီယိုမှာကျတော့ကျွန်တော်တွေးထုတ်တဲ့အပိုင်းကိုမရိုက်ပြထားပါဘူးစင်ဆာထိမှဆိုလို့ပါကျွန်တော်တို့တွေးဖောက်ပြီးရင်တော့တွေးဆုပ်တဲ့အတန်းနဲ့ဆုပ်ပြီးရင်တော့ tech kit ထဲကိုထည့်ရမှာဖြစ်ပါတယ်ပြီးရင်တော့ tech kit ထဲကိုကျွန်တော်စေး20ထည့်ပြီးတော့15မိနစ်20လောက်စောက်ရမှာဖြစ်ပါတယ်Few minutes later ဒါတော့ကျွန်တော်ရဲ့ rasa ဖြစ်ပါတယ် C နဲ့ D ဆိုပြီးတော့ပါပါတယ် C မှာပေါ်ရင်တော့ HIV negative ဖြစ်ပြီးတော့ D မှာပေါ်ရင်တော့ HIV positive ဆိုပြီးတော့ပြပါတယ်တကယ်လို့ HIV positive ဖြစ်တဲ့နေရာမှာဆိုရင် C ရော D ရောကိုပြပါတယ် D တခုပဲပြပြီးတော့ C မှာမပြဘူးဆိုရင်တော့ကျွန်တော်တို့ဟာ rasa ကမှားနေတာဖြစ်ပါတယ်တကယ်လို့ကိုက HIV positive ဖြစ်ခဲ့မယ်ဆိုရင်တော့ဆရာဝန်နဲ့ data လေးတိုင်ပင်ပြီးတော့စေကူတာမှုခံယူဖို့လိုအပ်ပါတယ်